မင်္ဂလာပါခင်ဗျာ Happy New Year ပါ2026ခုနှစ်မြန်မာပြည်သူပြည်သားများအားလုံးစိတ်ရချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကြောင်းဆုမွန်ကောင်းမေတ္တာပို့သပါတယ်ကျွန်တော် Titus ပါဒီနေ့ January 1ရက်နေ့2026ခုနှစ်နှစ်သက်လက်ဆောင်အနေနဲ့ NGO လုပ်ငန်းပဲချိန်မှာစတင်ခဲ့တာလေဆိုတာသိထားသလောက်မျှဝေပေးသွားချင်ပါတယ်ယနေ့ကမ္ဘာမှာလူသားချင်းစာနာထောက်ထားမှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကိုမတူညီတဲ့ချင်းကပ်မှုပုံစံတွေအသစ်သောနည်းပညာတွေနဲ့ပုံဖော်ဆောင်ရွက်နေကြပါတယ်။ဒီလုပ်ငန်းဟာလူသားအကျိုးပြုမှုနဲ့ကမ္ဘာကြီးကိုအကျိုးပြုတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။ဟိုတုန်းကတော့ကိုကျိုးစွန့်ရတဲ့လုပ်ငန်းမျိုးပေါ့ဗျာ။ဒါပေမဲ့လို့19ရာစုအလယ်လောက်ကနေစပြီးတော့ဒီလုပ်ငန်းကိုအသွင်ပြောင်းပြီးတော့ဆောင်ရွက်လာခဲ့ကြပါတယ်။အဲ့ဒီလိုအတွင်တရာပြောင်းလဲလာတာနဲ့အမျှဒီလုပ်ငန်းကိုတတိပညာရှင်တွေပညာတတ်ကျွမ်းသူတွေနဲ့စနစ်တကျလုပ်ကင်လာကြပြီးတော့သူတို့ဟာဒီလုပ်ငန်းကိုလုပ်ကင်ရင်းနဲ့ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုရကြပါတယ်အလားတူပဲကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပဲလူသားချင်းစာနာထောက်ထားမှုနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို UN agency တွေ INGO တွေပြည်တွင်း NGO တွေကအစားဟိုးရက်ကြီးအခြေပြုအဖွဲ့သေးလေးတွေကအစုံစူးစမ်းပြီးတော့လှုပ်ဆောင်နေကြပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ဒီလုပ်ငန်းကိုပြင်စမမှန်နိုင်တစ်ဖက်ဖီလာလို့တော့တတ်မှတ်ခဲ့ပူကြပါတယ်ယခုလိုအချိန်မျိုးမှာဆိုရင်ဒီလုပ်ငန်းဟာကျွန်တော်တို့နိုင်ငံတော်အတွက်မရှိမဖြစ်ဆောင်ရွက်ရမယ့်လုပ်ငန်းမျိုးပဲဖြစ်ပါတယ်ဆိုတော့ဒီလူမှုရေးလုပ်ငန်းဒါမှမဟုတ် NGO လုပ်ငန်းတွေရဲ့မူလအစကိုနားလည်ဖို့အမှန်တမ်းအရေးကြီးပါတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့လေ့လာကြည့်ရအောင်ပါโอเคဆိုတော့စလိုက်ရအောင်အရင်ဆုံးဘယ်သူကဘယ်အချိန်မှာဘယ်သူတွေအတွက်ဘာကြောင့်ဘယ်လိုစတင်ခဲ့တာလဲဆိုတာလေ့လာကြည့်ရအောင်ပါလူမှုရေးလုပ်ငန်းဒါမှမဟုတ် NGO လုပ်ငန်းဟာဘယ်အချိန်မှာစတင်ခဲ့တာလဲဆိုတာကိုကျွန်တော်လေ့လာကြည့်သလောက်ပြောရမယ်ဆိုရင်သခင်ယေရှုခရစ်တော်ကစတင်ခဲ့တာပါလို့ပြောရမှာပါဘာကြောင့်လဲဆိုရင်သခင်ယေရှုခရစ်တော်ဟာဟိုအလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တုန်းကယူဒပြည်ဗက်လင်မြို့မှာမွေးဖွားခဲ့တဲ့သူတက်ရှိထင်ရှားတုန်းကစင်ရသားတွေမုတ်ဆိုးမတွေအိုးမဲ့အိမ်မဲ့တွေမိဘမဲ့ခလေးတွေနဲ့အန်ရရှိတဲ့ခလေးတွေဖျားနာသူတွေနဲ့မတန်ဆွမ်းသူတွေအပြင်ရွှေ့ပြောင်းနေထိုင်တဲ့သူတွေဒုက္ခတွေကိုသူကူညီပေးခဲ့တယ်သူရဲ့အကူအညီပေးမှုကဘလောက်အထိကြမ်းတမ်းခဲ့တယ်လဲဆိုရင်ယောမဘုရင်လက်အောက်ခံအုပ်ချုပ်သူတွေကတော့သူ့ကိုမုန်းတီးတဲ့အထိသူအကူအညီပေးတာကြမ်းခဲ့တာဖြစ်ပါတယ်နောက်ဆုံးသေလွန်သူတွေကိုတောင်းပြန်ပြီးတော့အသက်ရှင်စေတယ်လို့ခရစ်ယာန်တမန်ကျမ်းစာမှာအတိအလင်းကိုပေါ်ပြပေးထားပါတယ်အချုပ်ပြောရရင်ခရစ်တော်ဟာလူအဖွဲ့အစည်းရဲ့အမေရော့ခံလူဒန်းစားတွေနဲ့စီးပွားရေးကြောင့်နောက်ကျကြတဲ့သူတွေကိုအကြီးကျယ်အကူအညီပေးခဲ့တယ်ဆိုတာပါပဲဒီအပြင်သူ့ရဲ့နောက်လိုက်သူတွေကိုကိုယ်နဲ့သက်ဆိုင်သောသူကိုကိုယ်နဲ့အမျှချစ်ဖို့ပြည့်ညက်ချက်ပေးပြီးတော့ကောင်းသောရှာမရိအမျိုးသားပုံဥပမာနဲ့တကွာသူရှင်းပြခဲ့ပါတယ်ကောင်းသောရှာမာရိအမျိုးသားအကြောင်းကိုသိချင်တယ်ဆိုရင်ခရစ်ယာန်တမန်ကျမ်းစာတမန်တစ်ကျမ်းတွေကရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး30အငယ်30ကနေ39ကိုလေ့လာလို့ရပါတယ်အဲ့ဒါကြောင့်မို့လို့သခင်ယေရှုခရစ်တော်တည်ခြင်းကရှင်ပြန်ချမြောက်ပြီးတော့ကောင်းကင်ဘုံကိုတက်ကြွသွားပြီးတဲ့နောက်ပိုင်းမှာသူ့ရဲ့နောက်လိုက်ယုံကြည်သူတွေခရိယန်တွေကသူ့ရဲ့ပညာချက်ကိုအတက်နိုင်ဆုံးစူးစမ်းပြီးတော့ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြပါတယ်။အဲ့ဒါကြောင့်ယနေ့ကမ္ဘာမှာခရိယန်တွေဟာ social ministry လို့ခေါ်တဲ့လူမှုရေးလုပ်ငန်းကိုမဖြစ်မနေလုပ်ကြရပါတယ်။ဒါကိုကျွန်တော်တို့နိုင်ငံမှာလည်းပဲတွေ့ရပါတယ်။ဒီလိုနဲ့နှစ်ပေါင်း1860ခုနှစ်အကြာမှာတော့ယနေ့လူမှုရေးလုပ်ငန်းရဲ့ပြရုပ်လို့တင်စားကြတဲ့ Jane Adam နဲ့ Mary Richmond တို့ကခေတ်မီလူမှုရေးလုပ်ငန်းစနစ်တွေနဲ့အစိုးရမဟုတ်တော့အဖွဲ့အစည်း NGO တွေအဖြစ်စီစဉ်ခဲ့ကြပါတယ်။အခြားတစ်ဖက်မှာ Henry Dunant လို့ခေါ်တဲ့ Swiss စီးပွားရေးသမားတစ်ယောက်က1859ခုနှစ်Solferino တိုက်ပွဲအတွင်းမှာဒဏ်ရာရသူတွေတေဆုံးတဲ့သူတွေကိုအကူအညီပေးဖို့အတွက်ဒေသခံစေတနာဝန်ထမ်းတွေကိုစုစည်းပြီးတော့ဗတ်မလိုက်ခြင်းကြားနေခြင်းဆိုတဲ့မူကိုအခြေခံအုတ်မြစ်ချမှတ်ပြီးတော့အကူအညီတွေပေးခဲ့ပါတယ်1863ခုနှစ်မှာစစ်ပွဲတွင်ဒဏ်ရာရသူတွေကိုကယ်ဆယ်ရေးအပြည့်ပြည့်ဆိုင်ရာကော်မတီဆိုတဲ့အဖွဲ့ကိုဂျီနီဗာမှာတည်ထောင်ခဲ့ကြတယ်။အဲဒီအဖွဲ့က
ကိုနောက်ပိုင်းမှာအပြည့်ပြည့်ဆိုင်ရာချက်ချင်းညီကော်မတီဒါမှမဟုတ် ICRC လို့ဖြစ်လာပါတယ်ဒီနေရာမှာမှတ်သားစရာတစ်ခုရှိပါတယ်ဒီချက်ချင်းညီကော်မတီဖြစ်လာဖို့အတွက်အရေးစွန့်ကြိုးပမ်းတဲ့သူတီထောင်သူများအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Henry Donas ဟာ Calvinist တစ်ယောက်ဖြစ်ခဲ့ပါတယ်ဆိုတော့ Calvinist ဆိုတာဘာလဲ Calvinist ဆိုတာ John Calvin လို့ခေါ်တဲ့ခရစ်ယာန်ဓမ္မပညာရှင်ရဲ့ Protestant ခရစ်ယာန်အယူဝါဒကိုလိုက်လျှောက်သူလို့ပြောလို့ရပါတယ်ဟုတ်ပြီဆိုတော့ခုနကကျွန်တော်ပြောပြတဲ့ Red Cross ဟာကမ္ဘာမှာလူသားချင်းစာနာထောက်ထားမှုအကူအညီပေးဖို့ဖွဲ့စည်းထားတဲ့ပထမဦးဆုံးတရားဝင်ဖွဲ့စည်းဖြစ်လာပါတယ်သူတို့ရဲ့အဓိကဆွဲကိုင်တဲ့မူ9ချက်ရှိပါတယ်ဒါကိုကျွန်တော်အသေးစိတ်မပြောပြတော့ပါဘူး Red Cross အဖွဲ့တွေနဲ့ humanitarian sector တွေမှာအလုပ်လုပ်နေတဲ့သူတိုင်းဒါကိုသိပါတယ်1863ခုနှစ်မှာ Red Cross အဖွဲ့အစည်းဖြစ်တည်လာပြီးတော့1864ခုနှစ်မှာတော့နိုင်ငံ12နိုင်ငံပါဝင်တဲ့ပထမဦးဆုံး Geneva Convention ကိုအတည်ပြုနိုင်ခဲ့ကြပါတယ်။အဲ့ဒီ Geneva Convention မှာစစ်သားတွေဟာနိုင်ငံသားမခွဲခြားဘဲနဲ့စစ်မြေပြင်မှာဒဏ်ရာရသူတွေကိုဂရုစိုက်ဖို့တာဝန်ရှိပြီးတော့အနီရောင်လက်ဝါးကားတိုင်တင်ကေတာကိုစေဖက်ဆိုင်ရာဝန်ဆောင်မှုတွေအတွက်တကဘာလုံးဆိုင်ရာတင်ကေတာအဖြစ်ပြဋ္ဌာန်းခဲ့ကြပါတယ်။အဲ့ဒီလိုနဲ့ကမ္ဘာစစ်ပွဲတွေပြီးဆုံးပြီးတဲ့နောက်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုတိုးချဲ့လာကြသလိုကုလသမဂ္ဂ agency တွေနဲ့ Save the Children, World Vision International နဲ့ Oxfam ကတို့တော့နိုင်ငံတကာအစိုးရမဟုတ်တော့အဖွဲ့အစည်းတွေများစွာမွေးဖွားလာဖို့အတွက်ဥတည်စေခဲ့ပါတယ်။နောက်ဆုံးအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုတဲ့စကားလုံးရဲ့အတိတ်ပဲကိုလည်းပဲပြောပြချင်ပါတယ်။လူသားချင်းစာနာထောက်ထားမှုဆိုတဲ့စကားလုံးဟာLatin ဘာသာစကား humanitas ဆိုတဲ့စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီးတော့လူတဘာဝဒါမှမဟုတ်ကျင်နာမှုလို့အတိတ်ပဲရပါတယ်ဒီအသုံးအနှုန်းဟာခုနှစ်1900နှောင်းပိုင်းမှာပထမဆုံးပေါ်ပေါက်လာတာဖြစ်ပြီးတော့နောက်ပိုင်းမှာလူသားတွေရဲ့ကောင်းကျိုးချမ်းသာကိုတိုးတက်ကောင်းမွန်အောင်လှုပ်ဆောင်ဖို့နဲ့ဆင်းရဲဒုက္ခတွေကိုလျှော့ချဖို့ကြိုးပမ်းသူတွေကိုပေါ်ပြဖို့အတွက်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်ဒါကလူမှုရေးလုပ်ငန်းဒါမှမဟုတ် NGO လုပ်ငန်းရဲ့အစပြုပုံစင်ကြယ်ပြောင်းလဲလာပုံနဲ့လူသားချင်းစာနာထောက်ထားမှုရဲ့အခြေခံအုတ်မြစ်အကြောင်းကိုကျွန်တော်အနည်းငယ်မိတ်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကြောင့်အထူးကျေးဇူးတင်ပါတယ်နှစ်သက်မှာမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေနောက်ထပ်အပိုင်းတွေမှာပြန်လည်ဆုံတွေ့ကြရအောင်